ဟုတ်လက်ရှိအခုလေမဟာရွှေသိန်းတော်မြတ်စွာဘုရားကိုတလားကိုလူဘယ်လောက်လာပြီးတော့ဖုံးမြော်လာတယ်ခင်ဗျလူဦးရေကြီးတွက်မယ်ဆိုတော့တလားကိုတရက်ကို1000ကျော်လောက်တော့လာပူကြတယ်အဲ့တော့တလားဆိုတော့3သိန်းကျော်ပေါ့နော်အဲ့လိုဖြစ်လူဦးရေပြောတာပါဒါဟိုတချို့တော့မိသားစုလည်းလို့ပွဲလူတဲ့လူတယောက်လူပဲမှလူကျန်တဲ့3လောက်ကဖျားဦးပါတယ်ပါလာမှာပေါ့အချို့ကြလည်းခုနတကူတဲ့နဲ့ကိုစားလူပေးတဲ့လူလည်းရှိတာပေါ့နှစ်ပွဲ3ပွဲလည်းရှိတာချို့ရလည်းမိသားစုလာ3လောက်3လာတော့3ပွဲလူလာလည်းရှိတာပေါ့ဒါတွေကတော့ဒီချက်ပြောလို့တော့မရဘူးပေါ့အဲ့ဒါဒီလက်ရှိမဟာရွှေသိန်းတော်မြတ်စွာဘုရားပေါ့နော်မြန်မာနိုင်ငံတနက်တလျားမှာလည်းတကယ်ဦးနာမည်ကြီးရဲ့တခုခုဆိုလို့ရှိရင်ရွှေသိန်းတော်မှာပွဲသွားပေးလိုက်မှာပဲဆိုပြီးတော့အဲ့လိုမျိုးစကားကိုရှိတယ်ပေါ့အဲ့တော့ဒီဘုံကဥက္ကဋ္ဌရိုးအနေနဲ့ဒီမဟာရွှေသိန်းတော်မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့မျက်မှောက်ပေါ့ကိုယ့်ရဲ့မျက်မှောက်မှာတကယ်အကျိုးထူးခဲ့တဲ့အရာလေးများရှိခဲ့တယ်ဆိုလို့ရှိရင်ထူးထူးခြားခြားများရှိရင်ပြောခဲ့ပါထူးထူးခြားခြားကတော့အခုလာနေတဲ့ပြည်သက်တွေကတော့အခုတချို့ဆိုလို့ရှိရင်အန်ဒလီယာရန်ကုန်ကဟိုကလေးတယောက်စကားမပြောနိုင်စကားမပြောတတ်ဘူးမပြောတတ်တယ်ပေါ့ငယ်သေးတော့အဲ့တော့ဒါပေမဲ့ तू ကမူချိုထားလို့ရတဲ့ကလေးအရွယ်ဖြစ်အဲ့ဒီကလေးတယောက်က तू ကဖေမီကပတ်ဆက်ရှိဒီကိုလည်းတယောက်နေဆိုအဲ့မှာကလေးကိုမူချိုတော့အဲ့မှာ तू အမေရိကန်ကလာဖွင့်တဲ့မူချိုလို့ तू ပြောတယ်အဲ့မှာ तू ကလေးလက်မခံဘာဖြစ်လို့တော့ညာလို့ပြောတော့ခင်ဗျကလေးကစကားမှမပြောတတ်ပဲနဲ့တဲ့အဲ့မှာသူတို့ပတ်စံရှိပြီးတော့သူစိတ်ပြတ်သွားတယ်ပေါ့လေအဲ့ဒါမိမလို့ဆိုတော့ငါကြောက်စဲကိုသွားမယ်ရွှေသိန်းတော့သွားမယ်အဲ့ဒီဘုရားကဆူတောင်းပြည့်တယ်ငါအဲ့ဘုရားတော့ဆူတောင်းမယ်အေးသူတို့ကငါလည်းလိုက်ခဲ့မယ်အဲ့မှာသူတို့လာကြလေနဲ့လာပြီးလေခွေးမှာဆင်းလက်ချက်ကဆင်းငါပေါ့လေအဲ့မှာဘာဆူတောင်းတော့သူကဆူတောင်းပြည့်တဲ့မှာရွှေသိန်းတော်မြတ်စွာဘုရားအဲ့တော့ဒီလိုဤဆူတောင်းတဲ့ကရဝစကလူတန်းမှာလူကတော့ပေါ့ဗျာဤလူတန်းနဲ့ကုသိုလ်ကောင်းမှုအကျိုးအကြောင်းဖျက်ရော့ကလေးစကားအများဆုံးပြောနိုင်ပါရစေအမေရိကန်မူကျော်လည်းလက်ခံပါရစေဒီနှစ်ချက်အောင်ရင်လည်းဝုထုကိုများလာလူပါမယ်လို့ပြောဆိုတော့ကလေးကတော့အနေနဲ့စကားပြောအဲ့မှာစကားပြောတော့ဟိုအမေရိကန်မူကျော်တော့ထားလိုက်ရဟောလေအဲ့ကျလက်ခံအဲ့တို့အဲ့မှာစပြီးသူကဒီဘုရားကိုရှုံသွားတာယောက်ျားမျိုးသားလုပ်တဲ့လူကအမေမအမျိုးသမီးကတော့ဒီဘုရားတမိုင်းလည်းပါသူတိထားလို့နေမှာပေါ့အဲ့ကြောင့်ဒီဘုရားလာမယ်လို့ပြောတယ်အဲ့လိုပဲဒုနိတုဆိုဆိုလဲစီးပွားရေးတွေအဆင်ပြေလို့လာတာနေလဲအများကြီးပေါ့အဲ့ဆိုတော့ဒီမန္တလေးဘက်ဆိုရင်တော့ကျွန်တော်ပြည်သားလောက်ကတော့ဟိုကြောက်ပွဲသားတွေအကြောက်ပွဲသားတွေဆိုလို့ရှိရင်သူတို့လူချင်းတဲ့ပမာဏဝေရရင်ဇီတီပွဲလာပြီးလူပါမယ်လို့အချို့ကြလဲဟိုဇီတီပွဲဆိုတာ108ဖီကိုဇီတီပွဲလို့ခေါ်တာပါအခုကျတော့သူတို့ဘာဖြစ်လာတော့ဆိုတော့အဲ့ကြောက်ပွဲသားတွေတကယ်လဲအောင်နောက်ခါကျတော့အဖီ1100ဆိုတဲ့ဟိုဇီဘန်နေရတဲ့အပြေလို့ဇီဝင်းတို့ဈေးနှုန်းကြလဲ330လောက်ကုန်ကြခံပြီးတော့လာပြီးတော့ဒီဇီတီပွဲတွေလူပြီးကတ်တာတဲ့ဖြစ်လာပါပြီဒီလိုမှတော့ဒီအောင်ပွဲဆို108ဖီလောက်ပဲဇီတီပွဲလေးတွေကတ်တာများတယ်အဲ့တော့တချို့ကြလဲကျမ်းမာရေးကောင်းသွားတာလည်းရှိပါတယ်ချို့ကလေးဆိုရင်ဟိုကျွန်တော်မန္တလေးဆိုလို့ရှိရင်လည်းဟိုနာမည်ပြောရတော့ကောင်းလို့သူ့အဖေကဘန်ကောက်မှာတွားပြီးခုတော့သူကတင်ကန်းတယ်အဲ့တင်ကန်းဆိုင်ရနေပြီးတော့အဲ့မှာဘန်ကောက်တော့ဒီမှာခုတာအစီမပြေတော့လို့အဲ့ဘန်ကောက်ရောက်တော့သူ့အဖေကဆူတောင်းလိုက်တဲ့သူ့ကြီးကောင်းလို့အဲ့ရနေလှမ်းပြီးတော့ဆူတောင်းနေတော့မှရှင်တော်မြတ်စွာဘုရားဖျက်ရဖခင်ကျမ်းမာရေးကောင်းမှုပြသည်ဆရာတော်စီတော်နဲ့တွေ့ပြီးတော့အဲ့လိုမြေကောင်းပြီဆိုရင်လည်းတရားရှိပြီးလာပြီးတော့ချက်ချင်းလာလူပါမယ်ဗျာသူကဘောကနေလှမ်းပြီးဆူတောင်းတယ်နောက်ကြသူ့ဖေအချင်းတော်ကောင်းသွားတယ်အဲ့မှာကောင်းတဲ့ခါကျတော့သူကသူ့ဖေစေးဝါတော့မစင်သေးဘူးဘန်ကောက်ကနေဒီကိုတစ်ခေါက်ပြန်လာမန္တလေးပြန်လာပြီးဒီပြားကြီးအဲ့စီတီပွဲလာလူပြီးတော့မှတစ်ခေါက်အဲ့မှာဟိုမှာဘန်ကောက်ကိုပြန်သွားတာဒါတွေကလည်းသူတို့ပြောလို့ကျွန်တော်သိရတာပါအကျိုးကြတဲ့ယာလူတွေပေါ့နော်ကြည့်တယ်ဆိုလည်းစင်ပြေတယ်ပေါ့ယာလူတို့ဓာတွေတို့စီပွားရေးတွေစင်ပြေတာတို့နော်ကျမကြီးတွေကောင်းမွန်တာတို့အမျိုးမျိုးပေါ့အောင်ကြလို့အခုတော့ဒီအောင်ပွဲတွေကဟိုတလားနဲ့တလားတင်းတင်းမတူတာထူးထူးခြားခြားတွေဖြစ်လာပါတယ်ဟိုစီလက်စီကားလာပါခုအောင်မကောင်းတာခုနအဖိ1000နဲ့100ဆိုတာကြီးတွေဆိုရင်ဒါတကယ်မန္တလေးကြောက်ပွဲသားဆိုတယောက်ကဟိုပါပေါ့နှစ်စုတောင်းတဲ့အဲ့ဆိုနှစ်စုဆို360ပေါ့အဲ့ဒီချက်ချင်းသူသိအားမရအောင်နဲ့သူကလည်းသူပုံတယ်နောက်တစ်စုထက်အဲ့နေရကို390ဘူးလောက်အဲ့ဒါအောင်တော့မနေရတခါခဏလာလို့တာပဲသူအောင်နေတဲ့ဘုရားကြီးကသိဆူတောင်းပြတာပဲခုတို့ချို့ဆိုလို့ရှိရင်ဒီအမေရိကန်တွေကိုလှမ်းပြီးတော့ဟိုဆူတောင်းခိုင်းလို့အောင်လို့
အဲ့ဒါသူ့ဗီဒီယိုကောလေးနဲ့လူပေးပါဦးမှလုပ်ငန်းတွေဆင်ပြေလို့အဲ့လိုပေါ့ဂျပန်လည်းဂျပန်နိုင်ငံလည်းလာတယ်ဒါတော့အောင်သွားတယ်မနေ့ကတနေ့ကဂျပန်ကြီးလာတော့သူတို့ဆူတောင်းသွားတယ်ကျွန်တော်လည်းဖျားဆူတောင်းမယ်တဲ့ဒီဖျားကြီးကတိတ်တကူကြီးတယ်တဲ့သူကတော့ကြာပါပြီအရင်တဲ့မကြာလာပြစ်ပါလေကိုသူနဲ့ပါလာတဲ့မင်းကလေးတယောက်ဆိုလို့ရှိရင်အောင်မြင်တယ်ဗျာတဲ့ဖျားဆူတောင်းပြည့်တယ်တဲ့နောက်စင်ကာပူကလည်းလာတယ်နောက်ဒီယူရီးယားဘက်ကလည်းလာကြပါတယ်ဒီနေ့ရတာသူတို့ဆူတောင်းနေပြည့်တယ်သူပြန်တော့လို့ကျွန်တော်သိရတာပါဒါတွေကတော့ဟိုဘာလို့180စုဟို1100တော့အဲ့ဒါအတိတ်ပဲဖွင့်ဆိုလာတာရှိလား အဲ့ဒီလူကတော့ကျွန်တော်တို့ဒီကအဖေမှာတော့ကြော်ပွဲဘယ်နှပြီးဘယ်နှပွဲလို့မတတ်မပါဘူးသူတို့ရဲ့သနာသိပေါ့ဗျာသူဒီဒီပွဲကို180ပြီးနဲ့အားမရဘူးကဲလို့အောင်ခဲ့အပြီး1000နဲ့100စီဒီပွဲလူပါမယ်အဲ့လိုတွေသူတို့သနာသိပေါ့အဲ့လိုလူကြတာပါသူတို့ဂရိခံထားတဲ့အတိုင်းလူကြတာပါဟိုအဲ့လိုမျိုးပေါ့ဟိုတချို့ဆိုရှိတယ်ပေါ့ဥမာခုနှစ်သားသမီးဟိုဟာဖြစ်ပြီးတော့ဆိုရင်ဟိုခုနှစ်အဖီးလူတာတို့အဲ့လိုမျိုးအဲ့လိုဟိုတရနာ3ပါးဆိုရင်3ဘီလူတာတို့ဟိုလဲဟိုအဲ့လိုမျိုး5ဘီလူတာအဲ့လိုရှိတယ်အဲ့လို180ဘီလို့1100တို့ကြတော့ဘာလို့အဲ့လိုမျိုးသူဘီလူပဲအဲ့ဒါခုနကျွန်တော်ပြောတော့ပါပဲသူတို့ကအောင်ခဲ့ရင်180အကြီးဆုံးပေါ့ဗျာဇီဒီဘက်အကြီးဆုံးကြီးနဲ့ဘုရားပူဇော်မယ်ပေါ့လူမယ်ပေါ့အဲ့ဒါပေါ့ပါပဲကျွန်တော်တို့တတ်မှတ်ထားတာမဟုတ်ပါဘူးသူတို့ကအဲ့လိုဒီပွဲကြီးရှိသလားပြေးလို့ရပါတယ်ဟိုချို့တို့လည်း300လောက်တက်နိုင်တယ်300ပေါ့အဲ့လို300ကျွတ်လည်း200ကျော်တက်နိုင်200ဟိုဆိုင်ရှင်နေနဲ့ဆင်ပြောင်းလုပ်ပြီးတော့ဟိုစီတဲပြီးတော့ပူဇော်ကြတာပါပဲအောင်မြင်ပြီပေါ့ဒီမှာဟိုဟာလဲဒီပွဲပေးတဲ့ငပြောသီးတွေပေါ့နော်အုံသီးတွေဒီပွဲတွေနဲ့ပတ်သက်ပြီးတော့တချို့လူမှုကွန်ရက်တွေမှာပြန်ပြီးတော့ဒီပွဲတွေကပြန်ပြီးတော့တခါပြန်သိမ်းပြီးပြန်လူခဲ့ဆိုပြီးတော့ဝေဖန်တာတွေလည်းရှိတယ်ဒီเจ้าဒီဖះမှာတော့မဟုတ်ပေါ့တခြားသောနေရာတွေမှာအဲ့လိုမျိုးပြန်ပြီးတော့ဝေဖန်တာရှိတယ်ပေါ့အဲ့တော့ဟိုဥက္ကဋ္ဌကြီးတို့ဒီဖះမှာဒီကတော့ပွဲနဲ့ပတ်သက်ဘယ်လိုစီမံမှာလဲခင်ဗျကျွန်တော်တို့ဖះကတော့ညနေဆိုရင်ကျွန်တော်တို့မနေ့ကလူပြီးညနေကျတော့ကျွန်တော်ဒီငတော်တွေကိုဘုံလုံးစုံပါတယ်စုံပြီးတော့ဒီရွာသားတွေကိုကျွန်တော်တို့ကလေလံပေးပါတယ်လေလံပေးချိုးတော့လည်းဟိုပုတ်ပြီးတော့မှဲ့ပြီးဆိုစာတင်တိုက်တွေလူပေါ့ဟိုအဲ့ကျန်တဲ့အားကိုကျွန်တော်တို့ကမပြောသုံးပြီးအုပ်တစ်လုံးကိုကျွန်တော်တို့900နဲ့ကျွန်တော်တို့ဒီနဲ့ပေးထားပါတယ်အဲ့ဒီမှာညနေပိုင်းကြာရင်ဘာလို့လဲဆိုတော့မပြောသေးတွေကိုကျွန်တော်အုံသေးတွေကိုညာတွေတော့လိုက်ကိုတယ်မပြောသေးရတော့ကျွန်တော်တို့ကပြန်လာပြီးတော့တင်နေတွေ့ရှိခဲ့ရင်တော့အဲ့ဆိုင်ပိတ်တဲ့ခါကျတော့သူတို့ကကြောက်တော့သူတို့ပိတ်ဆို့လိုက်စီးပွားရေးထိခိုက်သွားမှာဆိုတော့သူတို့မလုပ်ရဘူးဘုရားတကူတည်းကြည်တာနဲ့အမြမလုပ်ရဘူးကျွန်တော်တို့ကတွေ့ရင်ခုနစိုက်ပိတ်တယ်10ရက်ပိတ်တယ်15ရက်ပိတ်တယ်နောက်တစ်ခါထပ်ပြီးမိတယ်ဆိုရင်ကျွန်တော်တို့တလားပိတ်တယ်နှစ်ခါသုံးခါပြည့်သွားလို့မှထပ်ပြီးတော့အဲ့စီမင်းဖောက်ပြက်ခဲ့တယ်ဆိုကျွန်တော်အဲ့ဆိုင်ပြန်သိမ်းမှလုံးဝတော့မှမပြီးတော့ဆိုသူတို့ကြောက်တော့မလုပ်ရဘူးအဲ့မှာကျိုးပွဲသားတွေကတော့ဟိုချက်ချင်းညာရင်းမင်းပါပဲအိတ်တွေနဲ့ထည့်ချုပ်ပြီးတော့သူတို့မျိုးနဲ့ပို့ကြတာပေါ့အဲ့လိုပုတ်ပြီးစားလက်တွေပြန်ရောင်းတာပေါ့အဲ့လိုဒီမှာတော့ပြန်မတရားဘူးကျွန်တော်တို့ကပရိလက်ပရိရဲကြပါဘူးအခုတော့အုံဒီတစ်လုံးနဲ့ပြောဒီ3ဘီကိုဒါ900နဲ့ပြန်ပြီးတော့လေးလံပြန်ပေးတယ်ပေါ့နော်အဲ့တော့ဥက္ကဋ္ဌကြီးတို့အနေနဲ့အဲ့လိုမျိုးပြန်ပြီးတော့ဒီဟိုမာယူနေတော်မြတ်စွာဘုရားကြီးရဲ့ဗန္ဒာငွေကိုပြန်ပြီးဖြည့်တင်းတယ်ပေါ့အဲ့လိုမျိုးဖြည့်တင်းခြင်းအဖြစ်လက်ရှိဟိုဒီဘုရားကြီးရဲ့ပတ်ဝန်းကျင်ပေါ့နော်ဘုရားရဲ့ပတ်ဝန်းကျင်မှာဟိုဘယ်လိုမျိုးဖွံ့ဖြိုးတိုးတက်မှုတွေလုပ်ထားပြီးလဲခင်ဗျကျွန်တော်အဲ့စွန့်ပြည့်မပြောသေးရောင်းရတဲ့ငွေကကျွန်တော်တို့ဒီဘုရားကြီးဖက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီးတော့အခုဘုရားကြီးဝင်လာတဲ့အထွက်ဒီပေါ့နော်အဝင်ထွက်လမ်းကြီးကနိုင်လောက်ကတ်ရဆိုကျွန်တော်တို့အဲ့မပြောသေးဘူးဝင်နေတဲ့လုပ်ပါတယ်နောက်ဟိုတောင်ဘက်မှာဆိုကျွန်တော်ကိတုဓမ္မရဲ့တောင်ဘက်မှာကွင်းတွင်း9ကလောက်ရှိပါတယ်အဲ့ဒါလည်းကျွန်တော်တို့စီစွန့်ပြည့်မျိုးစီနဲ့ဝယ်ထားပါတယ်နောက်စွန်းစားဆောင်တွေစွန့်ချက်ဆောင်တွေမှာလည်းကျွန်တော်တို့ဒီစွန့်ပြည့်မျိုးစီတွေနဲ့စောက်ထားတာရှိပါတယ်အဲ့မှာကကြီးလည်းကျွန်တော်တို့ကဒီစွန့်ပြည့်ကြော်ဝဲလူရှင်များကောင်းမှုပေါ့လေအဲ့လိုလေးကကြီးတက်ပေးထားပါတယ်နောက်ဒီတင်းငွေတော့မှဆိုကျွန်တော်တို့ရွှေချထားတဲ့ရွှေစစ်တွေချထားတဲ့ရွှေတိုင်းရှိပါတယ်အဲ့ဒီမှာလည်းကျွန်တော်ကကြီးထိုးပေးထားပါတယ်ကြော်ဝဲလူရှင်များကောင်းမှုဆိုပြီးတော့နောက်ဝန်ထမ်းတွေကိုကျတော့ကျွန်တော်တို့ဒီပြောသေးဖို့ရတဲ့ပတ်စံနဲ့ပဲဝန်ထမ်းတွေကိုကျွန်တော်တို့ရတာပေးပါတယ်ဘဝကနေတော့မပေးပါဘူးဘဝကလာတာမရပါဘူးအဲ့ဒီငပြောသေးဖို့တွေနဲ့ပဲကျွန်တော်တို့အခုဟိုတကယ်လို့ဆရာတော်ကြီးတွေပွဲတွေပါချစ်ပါတဲ့ခါရှိရတယ်အဲ့တော့ဘုရားပွဲတွေပါလူတန်းတယ်ဆိုတော့ကျွန်တော်တို့ဒီဆိုတဲ့ငပြောသေးကိုတော့လာပါဘုရားကိုတူတဲ့ဟိုပတ်စုံတို့ရှူတင်ကန်းတို့လက်စစ်တို့ထောက်ထောက်ငွေကိုကျွန်တော်တို့ကတိတ်မချရပါဘူး16ဘီလီယံလောက်ရှိတဲ့ခါကျတော့ဒီငွေကိုပေါ့ဒီဖျားကြီးဖွံ့ဖြိုးတိုးတက်မှုရောနောက်ပြီးတော့ဒီအများပြည်သူမှာဥက္ကဋ္ဌဆိုလို့ရှိရင်ဒါ10နှစ်လောက်တာဝန်ယူခဲ့ပြီပေါ့10နှစ်လောက်တာဝန်ယူတဲ့အထိကို
ဒါပြန်လဲရွေးချယ်ခံရလောက်တဲ့အထိဟိုဒါလူတွေရဲ့ယုံကြည်ကိုးစားမှုကိုခံရတယ်ပေါ့အဲ့တော့ဒီလိုယုံကြည်ကိုးစားမှုခံရအောင်ဒီမဟာရွှေသိန်းတော်မြတ်စွာဘုရားကြီးရဲ့ဗန္ဒာငွေတွေကိုဘယ်လိုအတူတူကပူအောင်ထိန်သိမ်းလဲပြီးတော့ဟိုအများအမြင်မှာဘယ်လိုအမြင်ရှင်းအောင်မျိုးအဲ့လိုမျိုးလှုပ်ဆောင်လဲခင်ဗျကျွန်တော်တို့ဒီအလူကဌာနရရငွေတွေကိုကျွန်တော်တို့ကညကြရင်သိမ်းပြီးတော့မနေ့ကြရင်ကျွန်တော်ဖန်သွင်းရတယ်ဖန်သွင်းပြီးတော့ဒီဟိုစီရီတွင်းပိတ်ရပဲကျွန်တော်ဒီပြောင်းမိကန်တက်တယ်မှာသိမ်းတာပေါ့နော်ကျန်တဲ့ရက်ကတော့နေချင်းကျွန်တော်တို့ကဘန်ကိုသွင်းရပါတယ်သွင်းပြီးဆိုမှအကောင့်ထဲပေါ်တော့မယ်လုပ်ငန်းစားတော့မယ်ဆိုကျွန်တော်တို့ကဩဝါဒစီရဆိုဩဝါဒခံရပါတယ်အဲ့မှာမြို့နယ်တန်ခါနာကားလို့တော့ကျွန်တော်စီမံလုံခြုံလို့ကျွန်တော်ခွင့်ပြုမိတင်ရပါတယ်အဲ့ဒီလိုခွင့်ပြုပြီးဆိုမှကျွန်တော်တို့ကဒီနေရာကိုလုပ်ငန်းကိုအကောင့်ထဲပေါ်လုပ်ရတာပါနောက်ကျွန်တော်တို့ဒီမှာတလာချင်းရဲ့ရှောင်းငွေတုံးငွေစီရရှိမုံမှာကျွန်တော်တို့ private တွေနဲ့ကျွန်တော်တို့ဟိုပွင့်လင်းမြင်တာရှင်းပြထားပါတယ်ဒီဖျားကြီးရဲ့တလာဝင်ငွေသုံးထားတဲ့တုံးငွေစီပေါ့နော်လက်ကျက်တွေအကုန်လုံးပြထားပါတယ်ရှေ့ဘက်ဆောင်းတန်းမှာရှိပါတယ်ဒီမှာဌာနရှိမှာလက်ရှိဒီဖျားကြီးပတ်လည်မှာဒီလိုအခုလိုမျိုးဒါဖွံ့ဖြိုးတိုးတက်မှုတွေလုပ်နေနောက်ထပ်ဘယ်လိုအရာတွေထပ်ပြီးတော့ဟိုတိဆောက်သွားဖို့ရှိလဲမုံမှန်သွားဖို့ရှိလဲအခုတော့ကျွန်တော်လက်ရှိကျောင်းဆောင်တော်ကြီးပင်မကျောင်းဆောင်တော်ကြီးရဲ့ဝဲရပတ်ပတ်လေပေါ့ရှေ့ဘက်နောက်ဘက်မြောက်ဘက်တောင်ဘက်အခုတော့ကျွန်တော်ဟောပေါ့နောက်တောင်ခေါ်တာပေါ့စနေတောင်အဲ့ဒီမှာစပြီးတော့ရေမေးတော့တိုးချက်နေပါတယ်မိုးလုံနေတော့ပေါ့ဘာလို့ဒီဟာလောက်ရတယ်လဲဆိုတာအခုလက်ရှိ CD ဘေးမှာဒါအကုန်လုံးတော်တော်များများလဲဟိုကူးကြပါလိမ့်မယ်ဟိုဒီ line ပေါ်မှာလည်းတချို့တင်ကြပါတယ်ပွဲတွေကနေ့စဉ်နဲ့အများတရက်နဲ့တရက်တလားတာမတူဘူးဘုရားရဲ့တကူကတော်တော်များများကိုလူတွေကနားနေကြပါပြီဒီတော့ကျွန်တော်စနေတင်းတွေအဲ့ရက်တွေဥပုအဲ့ရက်တွေတော့ပဲစီတာကိုရုပ်ပေးရနေအခုမဟုတ်ဂျာရက်တွေကိုဒီပွဲတွေအများကြီးပဲဖြစ်နေဘာလို့လဲဆိုလူတွေရုံးကြည့်ကြအောင်ဟိုအောင်မြင်ကြလို့သူတောင်းပြကြလို့ဒီတိုင်းကိုလာတယ်ကျွန်တော်ပေါ်ပေါက်ပါတယ်အဲ့တော့အခုတကယ်စနေတင်းတွေဥပုတွေမှာပုံများလာတဲ့ခါကျတော့ကျွန်တော်တို့ကဒီရှော့စရာလမ်းကိုမရှိတော့ဒီပတ်ပတ်နဲ့စီစီပတ်ပတ်နဲ့အမရှိတော့ကျွန်တော်ဘော်ပွဲတွေရွှေ့ပြီးတော့ဘေးမှာတော့ပုံထားတယ်အဲ့ကြောင့်ဒီလိုဝယ်ရတော့မဆောင်အဲ့ကြောင့်မို့ကျွန်တော်ကဒီပွဲတွေလည်းမရွှေ့ရအောင်ဒီရှင်းမင်းတော့တိုးချက်လိုက်တဲ့ခါကျမိုးလိုလဲမိုးလုံမဲ့နေလဲလုံမဲ့အဲ့ဒီဘက်တွေကိုကျွန်တော်တို့ပွဲတွေအဲ့နေရာနေယူလို့ရအောင်လို့ဆိုပြီးတော့အခုမိုးလုံနေလို့စောင့်နေပါတယ်အခုတော့ဒီကျွန်တော်တို့ဟိုစနေတောက်နောက်တောင်ပဲစပြီးလုပ်ငန်းဆောင်နေပါလုံးမှာတော့ပတ်နဲ့လုံးမှာပါအနေနဲ့ရကဒီဖျားဖူးပြည်သူတွေကိုအခိုက်တို့အနေနဲ့မဟာရွှေသိန်းတော်ကိုဖူးဖို့အတွက်ဖိတ်ခေါ်ပြီးပါအခုတော့တော်တော်များများတော့လည်းသိနေရတော့အထူးတော့ဖိတ်ခေါ်ကြတော့မလိုပါဘူးဒါပေမဲ့တချို့မသိသေးတဲ့ပုံကိုယ်တွေလည်းဒီပြားကြီးလာပြီးတော့ကိုလူအားဆန္ဒတွေပြည့်အောင်ကိုအခက်အခဲလေးတွေကျော်လွှားနိုင်အောင်မိသားစုစိတ်ချမ်းသာမှုရရှိအောင်ပြားကြီးမှလာပြီးတော့ဒီကြော်ဝဲနေနဲ့ကိုစောကျင်နေတဲ့ကြော်ဝဲနဲ့ကိုစောလူတန်းပြီးတော့ဆူတောင်းလို့ရပါတယ်ဆိုတဲ့အကြောင်းလာပြီးတော့ဗောနော်အဲ့လိုပေါ့ဟိုဖိတ်ခေါ်ပါတယ်နေရက်ကပေါ့ဒီချိုးတဲ့တီးပြတဲ့တီးပေါ့မတီးတဲ့လူတွေလည်းသိအောင်လို့ဗောနော်ကျွန်တော်အားလေးဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 4080 398ကိုတိုက်ရိုက်အကောင့်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နာမည်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပြီးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ